လင်္ကာတောင်ကုန်းပေါ်မှာဆက်ရှောင်နေရင်ဝေးကွာတဲ့မြူခိုးတွေကအရေးအယောင်တွေပိုများလာတာတတိထားမိတယ်။အရင်ကစီးနှင်းလက်ဖွာတုံးခဲ့တဲ့အမျိုးသမီးပြန်မလာတော့ပေမဲ့သူမရဲ့ကောင်းစီးနှင်းကောင်းကလူတွေလိုက်လာနေပြီဆိုတာခံစားရတယ်။လင်္ကာရေမောလိုက်ရင်လက်ဖွာတဲ့ရှေးဟောင်းစွမ်းအင်ကိုစုဆောင်းထားတယ်။ရုတ်တရက်ရှုံမှာအဖြူရောင်ဝိယုံ၃ယောက်ပေါ်လာတယ်။အလဲကလူကြီးတစ်ယောက်ကစပင်းဖြူဖြူနဲ့မျက်နှာအီးဆက်နေတယ်။စီးနှင်းကောင်းအကြီးတဲ့စီးနှင်းလူတွေလာပြီ။မင်းငါသမီးကိုအရှိတ်ရစေခဲ့တယ်။အခုမင်းရဲ့တိုင်းပညာလမ်းကြောင်းကိုငါကိုယ်တိုင်စမ်းသပ်မယ်။လင်္ကာမကြောက်ပဲပြန်ပြောတယ်။စမ်းကျင်လားဒါပေမဲ့ငါကိုမရှုံးနိုင်ဘူးဆိုရင်မင်းတို့ကောင်းနမဲပြတ်သွားမယ်နော်။စီးနှင်းလူတွေလက်တစ်ဖက်ကိုမြောက်လိုက်တော့ပဝန်းကျင်လေထုချက်ချင်းအေးဆက်သွားတယ်။မြေပြင်ပေါ်မှာနှင်းကြီးတွေစတင်ဖြစ်ပေါ်လာပြီးလင်္ကာစီလှိုင်းလုံးလိုရိုက်ခတ်လာတယ်။ဒါကခေါင်းရဲ့အစစ်မြင့်ဆုံးအစွမ်းစီးနှင်းမုံပိုင်းလက်နက်ပဲ။လင်္ကာမျက်လုံးမှိတ်ပြီးကိုယ်ထဲကရှေးဟောင်းမီးစွမ်းအင်ကိုထုတ်လွှတ်လိုက်တယ်။သူ့ပတ်လည်မှာမီးလျံအလွှာတစ်ခုဖြစ်ပေါ်လာပြီးနှင်းတွေကိုချက်ချင်းအကြီးပြော်သွားစေတယ်။စီးနှင်းလူတွေမျက်နှာပြောင်းလဲသွားတယ်။မီးနဲ့ဆန့်ကျင်တဲ့စွမ်းအင်မျိုးဘဲကရလာတာလဲ။လင်္ကာကလန်းရှိတိုးလိုက်ရင်လက်တီးတစ်ချက်ထိုးလိုက်တယ်။ဒီလက်တီးတဲ့မီးစွမ်းအင်နဲ့ရှေးဟောင်းတိုင်းလန်းချောင်းရောဆက်ထားတော့လေထုပျက်စီးသွားတယ်လို့ဖြစ်သွားတယ်။စီးနှင်းလူတွေလက်နှစ်ဖက်နဲ့ကာကွယ်ပြီးမဲ့နောက်ဆုတ်ရ